ဒီခွေးလေးဟာရေငတ်လွန်းလို့တေလူနီးပါးဖြစ်နေခဲ့တာပါဒါပေမဲ့ကံကောင်းစွာနဲ့ပဲတားမီနှစ်ယောက်ကကားမှန်ကိုခွဲပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်သူတတိယလာတဲ့အချိန်မှာတော့သူ့ကိုအရန်ချစ်တဲ့ကောင်လေးဒေးဗစ်နဲ့ဆုံခဲ့ရပါတယ်ဒေးဗစ်ကသူ့အတွက်နာမည်တစိမ့်လေးတစ်ခုလုပ်ပေးခဲ့ပြီးခွေးလေးကိုဘဲလီလို့နာမည်ပေးလိုက်ပါတယ်အချိန်တွေကုန်လွန်လာတာနဲ့အမျှဘဲလီဟာအရန်လိမ်မာတဲ့ခွေးကြီးဖြစ်လာခဲ့ပါတယ်ဒေးဗစ်တို့ရဲ့ဘဝဟာပျော်စရာတွေနဲ့ပြည့်နှက်နေတော့မှာပဲမနာလိုသူတယောက်ကဒေးဗစ်တို့အိမ်ကိုမီးရှို့လိုက်ပါတယ်ဘဲလီဟာအန်နီယယ်ကိုအာယုံခံမိပြီးဒေးဗစ်ကိုအိယာကနေနှိုးခဲ့ပါတယ်ဒေးဗစ်ကတော့သူ့အမေနဲ့ဘဲလီကိုပြတင်းပေါက်ကနေအရင်ကယ်ထုတ်နိုင်ခဲ့ပေမဲ့သူကိုယ်တိုင်ခုန်ချလိုက်တဲ့အချိန်မှာတော့ခြေထောက်ကျိုးသွားခဲ့ပါတယ်ခြေထောက်တန်ရာကြောင့်ဒေးဗစ်ရဲ့ဘောလုံးသမားဘဝအိမ်မက်တွေပျက်စီးသွားပြီးတက္ကသိုလ်တက်ဖို့အဝေးကိုထွက်ခွာသွားခဲ့ရပါတယ်ဘဲလီဟာဒေးဗစ်နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့မမိခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးဘဲလီဟာအစာမစားတော့ပဲဒေးဗစ်ပြန်လာမဲ့လမ်းကိုပဲငေးကြည့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ဘဲလီဟာယောဂဝေဒနာနဲ့ဒေးဗစ်ရဲ့ရင်ခွင်ထဲမှာပဲအသက်ထွက်သွားခဲ့ပါတော့တယ်ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူးဘဲလီရဲ့ဝိညာဉ်ဟာတခြားခွေးလေးတစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်ဘဝအဆင့်ဆင့်ကိုဖြတ်တန်းပြီးနောက်မှာတော့တနေ့မှာဘဲလီဟာရင်းနှီးနေတဲ့အနက်တစ်ခုကိုရခဲ့ပါတယ်အဲ့ဒါဟာသူ့ရဲ့တခင်ဟောင်းဒေးဗစ်ရဲ့အနက်မှာပဲသူဟာဂျုံခင်းတွေကိုဖျက်ကျော်ပြီးဒေးဗစ်စီကိုအရောက်သွားခဲ့ပါတယ်အစပိုင်းမှာဒေးဗစ်ကဒီခွေးလေးဟာသူ့ရဲ့ဘဲလီဖြစ်နေမှန်းလုံးဝမရိပ်မိခဲ့ပါဘူးဒါပေမဲ့ဘဲလီကသူတို့နှစ်ယောက်ပဲတည်တယ်ဘောလုံးကစားနည်းအတိုင်းလုပ်ပြလိုက်တဲ့အခါမှာတော့ဒေးဗစ်တယောက်အံ့ဩမင်သက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒေးဗစ်ဟာသူ့ရဲ့ခွေးလေးဘဲလီတယောက်ဘဝချပေမဲ့သူ့စီကိုပြန်ရောက်လာပြီဆိုတာကိုမျက်ရည်ကျရင်းနဲ့သိသွားပါတော့တယ်